Princess Diana ဝတ်ခဲ့တဲ့ Sapphire Ring ကဘာကြောင့် Jewelry History ထဲမှာအထင်ကရဖြစ်နေတာလဲ Princess Diana ရဲ့ Sapphire Ring ဟာလက်ဝတ်ရတနာသမိုင်းမှာအကျော်ကြားဆုံးနဲ့အထင်ကရဖြစ်ဆုံး engagement ring တစ်ခုဖြစ်ပြီးသူဖော်ဆောင်ခဲ့တဲ့ခေတ်ရည်စီးကြောင်းကဒီနေ့အထိတောက်ပနေစေဖြစ်ပါတယ်။1982ခုနှစ်မှာ Lady Diana ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့စနကာရရှိရဲ့ Salon Sapphire နဲ့စိန်14ပွင့်ပါဝင်တဲ့လက်ဆောင်ဟာတောင်ဝင်ထုံးတန်းစင်လာရီကိုကျော်လွန်ပြီးလူလူရဲ့ချစ်တော် People's Princess ဆိုတဲ့သူမရဲ့ဂုဏ်ပုဒ်ကိုပုံမထင်ရှားစေခဲ့ပါတယ်။ဒီလက်စွပ်ကရိုးရိုးလက်ဝတ်ရတနာတစ်ခုတတ်ဖို့ပြီးမိသားစုအမွေနဲ့အချစ်နဲ့ခွန်အားကိုကိုစားပြုတဲ့သင်္ကေတတစ်ခုဖြစ်တာကြောင့်နောက်ပိုင်းမှာလည်း Prince William ကနေတဆင့် Catherine Middleton စီကိုလက်ဆင့်ကမ်းတဲ့အခါကဘာတကာပြန်လည်အာရုံစိုက်ခဲ့ကြရပါတယ်။အဲဒီတော့ဒီလောက်ထိနာမည်ကျော်ပြီးသမိုင်းဝင်တဲ့နီလာလက်စွပ်လေးရဲ့နောက်ွယ်ဟာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအခုဆက်လက်ပြီးသိစိတ်မျှဝေပေးသွားပါမယ်ရှင်။နီလာလက်စွပ်ကစနကာရရှိတဲ့ Salon Sapphire ရဲ့ထူးခြားတဲ့အပြာရောင်နဲ့ပပလင်ရစိန်14ပွင့်ရဲ့ဒီဇိုင်းကြောင့်တစ်ကမ္ဘာလုံးမှာအမှတ်ရဆုံးရတနာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါရိုးရိုးလုံးရတနာတစ်ခုနဲ့မကပဲဒိုင်ယနာရဲ့ထူးခြားတဲ့စိတ်ဓာတ်နဲ့သူမကိုချစ်ခင်ကြတဲ့ပြည်သူတွေရဲ့အမတ်တရသင်္ကေတတစ်ခုဖြစ်အမြဲတမ်းတည်ရှိနေတာဖြစ်ပါတယ်။တောင်ဝင်မိသားစုရဲ့အမွေနဲ့ထဲမှာလည်းသူမရဲ့ပုံရိပ်ကိုအမြဲတမ်းကိုစားပြုပေးနေတဲ့အသက်ဝင်တဲ့ရတနာတစ်ခုလို့ဆိုရမှာပါ။တောင်ဝင်မိသားစုတွေမှာဆင်လာရတကားမှမလုပ်ဘူးတဲ့ကိုပိုင်ဒီဇိုင်းထုတ်ရတာမျိုးမလုပ်ဘဲဂျရတ်ရဲ့ခက်လောက်ထဲကနေသူမကိုယ်တိုင်ချိုက်နေတဲ့လို့ရွေးချယ်ခဲ့တာပါတချို့ကတော့ဒီအောင်ကသူမရဲ့မျက်လုံးရှောင်နေတူလို့ဒါမှမဟုတ်သူမရဲ့မိခင်ရဲ့လက်စွပ်နဲ့ဆင်တူလို့ရွေးချယ်ခဲ့တာလို့ယူဆကြပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီရွေးချယ်မှုဟာသူမကိုလူတိုင်းနဲ့ထပ်တူကြတဲ့တုံဝင်မင်းသမီးတစ်ပါးအဖြစ်ပို့ပြီးထင်ရှားစေခဲ့ပါတယ်ဒီကလစတာဒီဇိုင်းဟာ1840ခုနှစ်က Queen Victoria ရဲ့ရတနာတွေကနေစတင်ခဲ့တာဖြစ်ပေမဲ့ဒိုင်ယနာဝတ်ဆင်လိုက်တဲ့အခါမှာတော့အရှိန်ဝါပူတိုးပြီးလူကြိုက်များဆုံးဖြစ်လာခဲ့ပါတယ်။အလိမ်မာကြောက်မြတ်ကြီးကိုထားပြီးပတ်ပတ်လည်မှာစိန်လေးတွေစီးတဲ့ပုံစံကိုကဘာတဝန်းကလက်ဝတ်ရတနာလုပ်ငန်းတွေဟာတူယူပြီးဒီဇိုင်းသစ်တွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒီနေ့ထိတိုင်အောင်ဒီပုံစံဟာ Classic Cluster Design ရဲ့သင်္ကေတတစ်ခုလိုဖြစ်နေပြီးစီစံလက်စွပ်ရွေးချယ်သူတိုင်းအတွက်အမြဲတမ်းဦးစားပေးခံရတဲ့ဒီဇိုင်းတစ်ခုဖြစ်နေစေဖြစ်ပါတယ်။ဒီနေ့ကမှစိန်သက်သက်ကိုပဲ engagement ring ဖြစ်ရွေးချယ်လေးရှိတဲ့ခေတ်စီကြောင်းကိုဒီ Sapphire ring ကတစ်ချက်ချင်းနဲ့ပြောင်းလဲပြလိုက်နိုင်ခဲ့ပါတယ်။အယောင်ရှိတဲ့ကြောင့်မြတ်တွေကိုလူတွေပို့ပြီးစိတ်ဝင်စားလာအောင်တွန်းအားပေးလိုက်တယ်လို့စိတ်ဆက်လက်စွပ်ဆိုတော့ပို့ပြီးထူးခြားတဲ့ဒိဗေရှိတဲ့ကြောင်မျိုးဖြစ်တဲ့နေဆိုတဲ့အတွေးခေါ်ကိုပိုအားကောင်းလာစေခဲ့ပါတယ်။ဒီကနေ့ထိတိုင်အောင် Sapphire ring တွေဟာချစ်ချင်းမြတ်တာရဲ့အဓိကသင်္ကေတတစ်ခုဖြစ်ခေတ်စီကြောင်းမှာအမြဲတမ်းယူထားနိုင်စေဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။နောက်ထပ်လည်းရတနာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဘ ഹു တုတရစီနိုင်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။